မင်္ဂလာပါ HDDIT Professional Training Center က online သင်ကြားပေးနေတဲ့ MCSC course ကနေပြန်လည်ကြိုးဆိုပါဒီနေ့တော့90 ဘာသာရပ်တရားဒီ Hyper-V နဲ့ပတ်သက်တဲ့ဒီ module လေးတွေအကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Hyper-V မှာကျွန်တော်တို့ကဗာလေးတွေပါလဲပေါ့လေအဲ့တော့ဒီမှာဆိုကျွန်တော်ကဒီဘက်အခုဒီသင်ပေးမယ့် lab မှာကျွန်တော် physical server နှလုံးတင်ထားပါတယ်ဒီမှာဆိုလို့ရှိရင် HTTP server 1ရှိမယ် server 2ရှိမယ်ပေါ့လေအဲ့တော့ server 1မှာကျွန်တော်က edit directory နဲ့ Hyper-V တင်ထားတယ် server 2မှာတော့ဘာမှမတင်ထားဘူး Hyper-V only ပဲကိုဒီ edit directory တွေကို member server အနေနဲ့လမ်းဝင်ထားပါတယ်အဲ့တော့server 2ကတော့ဒီဘက်ကဒီ server ပေါ့လေအဲ့တော့ပြီးကျွန်တော်တို့ကserver 2ဘက်ကိုတော့ကျွန်တော် remote နဲ့ဒီကနေလမ်းဝင်ထားတယ်ပေါ့လေဟုတ်ပြီအဲ့တော့ကျွန်တော်တို့ Hyper-V လေးတင်ပြီးသွားရင်သူကဘာတတိထားဖို့လို့လဲဆိုလို့ရှိရင် Hyper-V ထဲမှာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ resource manager ဆိုတာရှိတယ် Hyper-V ရဲ့ resource manager အဲ့တော့ resource မှာကျွန်တော်တို့သူ့ရဲ့ဒီ network type ကပေါ့လေ external ရှိတယ် internal ရှိတယ် private ရှိတယ်သူကဒါဆို con 40တွေကဒီ Hyper-V နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမှာ external network အကြောင်းပြောထားတယ် internal network အကြောင်းပြောထားတယ် private အကြောင်းပြောထားတယ်အဲ့တော့ external network ဆိုတာဒီကိုယ့်ရဲ့ဒီ physical network adapter ပေါ့လေဒီ set ရဲ့ physical network adapter ဒီမှာ ethernet ဆိုပြီးဒီ 1G ကတ်ရှိတယ်ပေါ့လေသူရဲ့ 1G ကတ်ဒီကတ်နဲ့သွားပြီးတော့ link ချိတ်ထားတဲ့တကယ် physical external to internet to private to ဟာလာဒီ host ပေါ့လေအားလုံးချိတ်လို့ရတဲ့အပြင်အလားဆိုလိုတာအတွန်းအပြင်တော့အတွန်းပေါ့လေဒါမျိုးတွေအားလုံးချိတ်လို့ရတဲ့ကတ်ကိုသူက external ဆိုပြီးပြောပါတယ်အဲ့တော့ external ပြီးဆိုမှကျွန်တော်က IP ဝင်ပြီးတော့ဒီမှာပေးရပါတယ်အဲ့တော့အဲ့လိုမျိုး external နဲ့ချိန်ပြီးသွားရင်ဒီ cat မှာဒီမှာ property ဝင်လိုက်လို့ရှိရင်သွားဒါမျိုးလေးတွေ plan တွေဖြတ်သွားတဲ့ဒါတွေကိုမရမက check box တွေဝင်ပြီးတော့ပေးစရာမလိုပါဘူးပြီးစုကိုပဲဝင်ပြီး IP ပေးရမယ်ဒါလေးမှတ်ထားရပါမယ်အဲ့တော့ဆို external network ဒီခုနလို external to internet to private to host အားလုံးအကုန်လုံးကြိုက်တယ်လို့ချိန်လို့ရတယ် unlimited ချိန်လို့ရတယ်ပြီးတော့ VLAN တွေ assign ချလို့ရတယ်ပြီးတော့နောက်တစ်ခါ internet ဆိုတော့သူက internet VLAN အချင်းချင်းပဲချိန်လို့ရတော့မယ် private ဆိုတော့ VLAN မှာ IP ပေးလို့ရတဲ့ network ကလေးပါတယ်ပြောရုံပဲပါမယ်ဒီပြဟာတွေမရတော့ဘူးပေါ့လေအဲ့တော့အဲ့ဒါလေးတွေသိရမယ်သူကတော့စွတ်တလုံးချင်းဒီသူကဟိုဒီမှာ add okay ဆိုပြီးထည့်ပြထားတယ်ပေါ့လေဒီလိုမျိုးလေးကျွန်တော်ကတော့ apply okay တွေမလုပ်တော့ပါဘူးအဲ့တော့ external network လေးပဲထားလိုက်တယ်ပေါ့လေဒါပြောပြီကျွန်တော်တို့ကဒါဆိုရင်ဒီ set ထဲမှာဆိုလို့ရှိရင်ဒါဆိုရင်ဒီလိုမျိုး BN လေးတွေလည်းရောင်းနေBN လေးတွေသွားပြီးတော့ဖွဲ့မယ်ဆိုရင်ပေါ့လေ new ဒီမှာဆိုရင် virtual machine ဒါမျိုးလေးလမ်းပြီးတော့လုပ်လိုက်မယ်ပေါ့လေ next အဲ့တော့ဥပမာဒီကနေ virtual machine name လေးတစ်ခုရတစ်ဖက်ဆက်မှာအဲ့တော့ဟုတ်ပြီ Hyper-V ဒါမျိုးလေးဝင်ပြီးသွားပြီဝင်ပြီးသွားရင်သူ Hyper-V ရဲ့ဒီ resource manager နဲ့ဒီ resource လေးတွေလမ်းပြီးတော့ထည့်တတ်ပြီးဆိုရင်တို့ရဒီမှာnew VN လေးတွေခေါ်ပြီးတော့ဒီကနေပြီး new virtual machine လေးတွေခေါ်ပြီးလုပ်လို့ရတယ်လုပ်ပြီးကျွန်တော်တစ်ဖက်ဆက်မှာလဲလို့လမ်းပြီးတော့ဟို Hyper-V manager လေးခေါ်ကြည့်လိုက်ပါမယ်ဒါဆိုရင် Hyper-V managerအဲ့ဒါဆို server 2016ဆိုရှိတယ်အဲ့တော့အဲ့ထဲမှာကျွန်တော်က right click new virtual machine ဆိုပြီးတွားကြည့်လိုက်မယ်။မှာဆိုတော့2019ပေါ့လေအဲ့တော့19 set သူ generation 1 2ရှိတယ် generation 1 2နှစ်ခုလုံးကတော့ဒီ3264ပဲ OSD support ပေးတယ်။2ကြတော့သူကဘာတွေလဲဆိုနောက်ဆုံး UEFI BIOS ပြီးတော့နောက်တစ်ခုကboot pro network ပေါ့လေ PHP boot တွေ network ထဲကနေပြီးတော့ဒီ IP တွေပေးလို့ရတဲ့ function တွေပါလာပါတယ်အဲ့တော့ generation 2 memory 1GB ကိုမှတိုးယူလဲရတယ်ဆိုပြီးတော့ chat box လေးဝင်ပေးမယ်ဝင်ပေးပြီးတော့မှလာဆို resource တွေကိုလမ်းပြီးတော့ချိန်လိုက်မယ်ချိန်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင် physical ဒါလေးတော့ဒီ site ပေါ့လေ Hyper-V ရဲ့ဒီသူရဲ့ hard disk တွေထဲမှာလမ်းပြီးတော့ထားပြီးတော့မှသူကဒါဆိုရင်128GB သူကအမြဲတမ်းထားနေတော့ကျွန်တော်ကဥပမာ 16GB လောက်ပဲထားမယ် 16GB ဒီလိုမျိုးလေးအဲ့ထည့်ဖို့လိုပါတယ်တော့ install OS later နဲ့ကျွန်တော်သွားပြီးတော့မှ finish ဆိုပြီးဟောပြောလိုက်ပါမယ်ပြောတော့ပြီအခုဒါလေးတွေလောက်တာတော့ဒါလွယ်တယ်ပေါ့လေဒီ resource တွေကလည်းလွယ်တယ်အဲ့တော့ချန်တာကဘာလေးသူကကောင်းလဲဆိုလို့ရှိရင် Hyper-V setting ကိုဝင်လိုက်ပြီးတော့ replication က fail ပါပေါ့အဲ့ဒီက module တစ်ခုမှဒီ replication က fail ပါအကြောင်းလေးသူကပါတယ်အဲ့ဒီက replication configuration ဆိုပြီးကျွန်တော်တို့ကသွားပြီးလုပ်လိုက်မယ်နောက်တော့ default တိုင်းကဒီလိုမျိုးလေးဖြစ်နေအဲ့ဒီအချိန်မှာသူကanyway this computer is a replicate server တွေလေး online မယ်ဝင်ပြီးတော့ use cover http ဒါလေးချက်ပေါက် on ပေးလိုက်မယ်ဝင်ပြီးတော့မှ allow replication for any authenticated server ဒါလေးလည်း apply လုပ်လိုက်ပါမယ်အဲ့တော့တစ်ဘက်က server မှာဒီလိုမျိုးလုပ်ထားရဆိုလို့ရှိရင်တစ်ဘက်ကဒီဘက်က server 1မှာလည်းသွားပြီးအဲ့လိုလေးလုပ်ထားပေးဖို့လိုပါတယ်အဲ့တော့ဒီမှာ
ပြီးတော့ Hyper-V setting သွားမယ် replication convocation သွားမယ်သူလည်း enable ပေးမယ် coverage HTTP ဒါလေး ပေးမယ်ပြီးတော့ allow any authenticated server ကို compute မယ်ပေါ့ apply okay ပေးမယ်ဒါဆို replication နှစ်ဖက်လုံးရှားရမယ်ပေါ့လေရှားတော့ပြီး user ကိုကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အခုဆိုဒီဘက်က AD set ထဲမှာကျွန်တော် user လေးတယောက်သွားပြီးတော့ဆောက်လိုက်မယ် user ဆောက်ပြီးတော့ဒီမှာ remote admin RA ဆိုတဲ့ user လေးပါသူရဲ့ property ကျွန်တော်တို့ကြည့်လိုက်ရင်သူကဒီမှာ member of မှာဘယ်ထဲတွေထည့်ပေးထားလဲဆိုလို့ရှိရင် replication လုပ်မယ်ဒီ user လေးကို domain user domain admin Enterprise admin Hyper-V administrator group တွေကိုထည့်ပေးတယ် network configuration operator group တွေကိုထည့်ပေးတယ် remote desktop user ကိုထည့်ရင်မထည့်ရင်ဒီပေါ့လေပြီးတော့ remote management user schema admin အဲ့တော့အဓိကအထည့်ရမှာဒီ Hyper-V administrator ဆိုတဲ့ဒီ group တွေကိုထည့်ရမယ် network configuration operator ဆိုတဲ့ group တွေကိုထည့်ရမယ်အဲ့တော့ဒီနှစ်ခုလေးထည့်ပေးဖို့လိုပါတယ်အဲ့တော့ထည့်ပြီးသွားပြီပေါ့လေဒါဆိုအဲ့ RA လေးနဲ့ကျွန်တော်တို့လှမ်းပြီးတော့ဒီကနေပြီးတော့ဝင်ထားတယ်ပေါ့လေဒါဆိုရင်ဒီမှာဟုတ်လားတကယ်စောက်ထား server 1 နဲ့မှာဒါဆို domain member ဝင်ထားတဲ့ server 2 ကနေပြီးတော့အဲ့ဒီ user လေးနဲ့လှမ်းပြီးဝင်ထားတဲ့အဲ့တော့ဒီမှာကျွန်တော်ဒီကနေ command line လေးဖွင့်ကြကြည့်လိုက်မယ်အဲ့တော့ဒါဆို RA လေးနဲ့ဝင်ထားတယ်ဝင်ထားတော့သူက Hyper-V administrator ဖြစ်တဲ့ကြောင့်ဒါတွေအားလုံး administration လုပ်ပိုင်ခွင့်ရှာနေရတော့ဟုတ်ပြီဒါဆိုရရောလားပေါ့လေ replication ရရောလားဆိုတော့သူက firewall လေးမှာလည်းဝင်ပြီးတော့ TCP in မှာ firewall.cpl ဒါလေးဝင်ပြီးတော့လုပ်ပေးဖို့လိုပါတယ်အဲ့တော့ firewall.cpl မှာ advanced ဒီရဲ့ဒီ inbound rules မှာ server နှလုံးလုံးမှာပေါ့လေခုဆို physical server နှလုံးလုံးမှာ inbound rules တွေကကျွန်တော်တို့ကဒီမှာ Hyper-V လာ Hyper-V replica HTTP listener TCP in ဆိုတာဒါလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ဝင်ပြီးတော့ enable ပေးထားဖို့လိုပါတယ်အဲ့တော့ enable တစ်ချိန်ပေးထားရပါမယ်ဒါလေးပါအဲ့တော့အဲ့ဒီလိုပဲကျွန်တော်တို့ကဟာလာ 9.20 တွေကမှာကျွန်တော်က20ဒီပဲဆက်မှာလဲအဲ့လိုလမ်းပြီးတော့21ထဲမှာလည်းဒါလေးဝင်ထားရမယ်ဟာလာ20ထဲမှာလည်းအဲ့ဒါလေးဝင်ပြီးတော့သွားပြီးပေးထားရပါမယ်အဲ့တော့advanced setting အဲ့တော့ inbound rules ပါအဲ့ဒီမှာ Hyper-V replica HTTP listener TCP in ဆိုတဲ့ဟာလေးကျွန်တော်တို့ဒီမှာ enable ဆိုပြီးတော့ပေးထားပါတယ်လို့မျိုးအမှန်ချက်လေးအဲ့တော့နှစ်ခုလုံးenable ရသွားပြီပေါ့လေရရင်ဟုတ်ပြီကျွန်တော်တို့ကဒါလေးတွေအားလုံးရသွားပြီဆိုရင်ကျွန်တော်တို့ replication စပြီးလုပ်မယ်ဆိုဒီဘက်က server 1 ထဲမှာ2090မရှိသေးဘူးပေါ့လေအဲ့တော့ server 2 တွေကိုကျွန်တော်လမ်းပြီး remote နဲ့လမ်းဝင်လိုက်ပြီဒါဆို server 2 တွေကိုရောက်သွားပြီရောက်တော့ဟုတ်ပြီ server 2 ထဲမှာရှိနေ2019ဆိုတဲ့ခုနကဆက်လေးပေါ့လေဒီဆက်လေးကိုလမ်းပြီးဟိုဘက်ကို replication လမ်းလုပ်ကြည့်မယ် right click ဟာလာနေပဲ replication ရှိတယ်ရှိတော့သူကuser လည်း okay ပေါ့လေ user ဘာကြောင့် okay ဆိုတော့ဒီကနေလမ်းပြီး remote ဝင်ကြတဲ့ကနေကျွန်တော် RA နဲ့ဝင်လိုက်တာ authentication ကို RA နဲ့အဲ့တော့ RA ဒီဒီ enterprise admin schema admin domain admin ပြီးတော့ Hyper-V administrator ဖြစ်နေတဲ့အတွက်ကြောင့်အားလုံးရပြီးသားပါ next ပေါ့လေအဲ့တော့ဒါဆိုဘယ်ထဲကိုလဲဆို server 1 ထဲကိုပေါ့လေ HTTP server 1ပေါ့လေဒီမှာပေါ်နေပါမယ်တော့ server 1 ထဲကိုလမ်းပြီးတော့ replicate လုပ်မယ်ပေါ့လေအဲ့ဆို verify လမ်းလုပ်တယ်လုပ်တော့အဲ့ဒီ server 1 လမ်းပြီးတော့တွေ့သွားပြီတွေ့ပြီးတော့80နဲ့ HTTP coverage authentication လုပ်မယ်ရပါတယ်ပြီးတော့ network ထဲကနေ transmit လုပ်မယ်ပြီးတော့ compress လုပ်ပြီးတော့ရတယ်ဒီတရားအဲ့တော့ဒါ2090ရဲ့ hard disk ကိုတွေ့နေတယ် next ပေါ့လေပြီးတော့နောက်တစ်ခါ5မိနစ်တစ်ချိန်လားစက္ကန့်30တစ်ချိန်လားဆိုတော့စက္ကန့်30တစ်ချိန် replicate လုပ်မယ်ပြီးတော့နောက်ဆုံး recovery point ထိအောင်လုပ်မယ်ဆိုပြီးပြောတယ်ပြောပြီးတော့မှ network ထဲကိုတစ်ခါလေးလမ်းပို့မယ်ပို့ပြီးတော့မှချက်ချင်းပဲ replicate လုပ်ပါမယ်ဆိုပြီးပြောလို့ရပါတယ်အဲ့တော့ next ဆိုပြီးတော့ finish ဆိုရင်ဒါဆိုရင်နောက်ပြီးတော့ replication အနေပဲလုပ်တယ်ပြီးတော့လမ်းပို့ပါတယ်ပို့လဲပို့လိုက်ရောလာဒါဟာလာ server 1ကဒါဆို machine replication succeed ဖြစ်သွားပြီလို့ပြောနေပါတယ်တော့ဒါဆို server 2ကနေလမ်းပို့လိုက်တယ်ဒါဆို1နဲ့ကိုသွားကြည့်ပါမယ်1နဲ့မှာဒီမှာရောက်နေပါပြီသူကဒီမှာဆိုရင် status သွားကြည့်ရင်ဒီမှာ server 1နဲ့မှာreceiving 16ကလည်းသူကခုနက replicate တစ်ကြိမ်လောက်ပြထားလို့ပဲကျွန်တော်အခြားအတန်းကိုလေအခုတော့19ကလည်းဒီမှာဆိုစက္ကန့်30တစ်ကြိမ် receiving ရနေပါပြီအဲ့တော့သူကတကယ်ဟိုဘက်ကရမှာဟုတ်မဟုတ်ပေါ့လေ right click ဆိုပြီးတော့ replication နဲ့မှာဆို receiving စက္ကန့်30တစ်ကြိမ်သူ replication status ကိုလှမ်းပြီးကြည့်လို့ရပါတယ် view replication hub ဆိုရင်သူကဒီမှာ
normal ဆိုပြီး server primary server 2ထဲမှာတဲ့1ထဲမှာ replicate လမ်းလုပ်တဲ့ normal ဆိုပြီးရနေပါပြီတဲ့ဒါမျိုးလာပြီးတော့ပြောပါတယ်အဲ့တော့ second 30တစ်ချိန်သူတောက်ချောင်းနောက်ဆုံး recovery point နဲ့ရနေပါတယ်အဲ့တော့ဒါဆိုဟုတ်ပြီဒါကြီးကိုကျွန်တော်တို့ fail over လမ်းပိုင်းအဲ့တဲက module တစ်ခုမှတော့ fail over အကြောင်းလေးလည်းပြောထားဆို fail over လုပ်လို့ရတာ fail over ရဖို့အတွက်ကအရင်ဆုံး replication အရင်ဆုံးရအောင်လုပ်ရပါမယ်ဒါဆိုဒီမှာ memory usage networking နေမှာတစ်ခါတည်းနဲ့ပေါ်နေပြီတော့ replication status လေးတွေမှာပေါ်နေပြီ server 1နဲ့2နဲ့နှစ်ခုကြာမှာဟုတ်ပြီအဲ့တော့တကယ် physical separate server တွေပါကျွန်တော်တို့ကဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကလမ်းပြီးတော့ server ဒီဟာလေးကို fail over လုပ်ကြည့်မယ်ဆို right click ဆိုပြီးတော့ replication နဲ့ဟန်ဒီ test fail over လုပ်ကြည့်မယ် test fail over ဒါဆို fail over နောက်ဆုံး recovery point နဲ့ fail over လုပ်လိုက်မယ်ဆိုရင်ရလာပေါ့လေသူက fail over လဲဒါဆိုရင်ရနေပါပြီ fail over success ဖြစ်တယ်အဲ့တော့ text fail over လဲသူက success ဖြစ်နေပါတယ်အဲ့တော့ဆိုရင် fail over လဲသူရနေပြီ replication လဲဒါရနေပါတယ်ဒါဆို fail over လမ်းပြီးတော့ကျွန်တော်တို့လုပ်ကြည့်မယ် initiate fail over ဟာလာ90ရာခိုင်နှုန်းဘယ်လောက် success ဆိုပြီးလာပြအဲ့တော့ fail over ပါရတယ် replication လဲရနေပါတယ်အရင်ကောင်းပါတယ်အဲ့တော့ဒါဆိုရင်တစ်ဖက်က server 2တွေကိုသူက1 2တွေကိုပေါ့လေဒါလေးကဒါတစ်ဖက်နဲ့ replicate လုပ်ထားတဲ့ server လေးတွေပါအဲ့တော့ဒါလေးတွေလမ်းပြီးတော့ရရပါမယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော် summary ပြန်ပြောရင်အရင်ဆုံးတော့ကျွန်တော်ဒီမှာ infrastructure က server နှလုံးရှိပါတယ် server 1နဲ့ server 2နဲ့ပါအဲ့နှလုံးလုံးမှာ Hyper-V တင်တယ် server 1ထဲမှာတော့သူက Active Directory domain တင်ထားတယ်တင်ပြီးတော့မှ server 2ကို member server 1နဲ့ကိုလှမ်းပြီးတော့ member ဝင်ထားတယ်ပေါ့လေအဲဒီမှာဆိုရင် AD domain Active Directory user and computer ရှိမယ်ရှိပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါ AD တင်ထားတဲ့ server ပြီးတော့ DNS စီလည်းတွဲမှတ်ထားပါတယ် DNS စီလည်းအဲ့တော့ DNS မှတ်တာလေးကတော့ကျွန်တော်တနည်းအားDNS ဒီ lab တွေထဲမှာသင်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ forward local zone ဒီမှာဆိုရင်ဒီမျိုးလေးတွေတခါလေးတွဲပြီးတော့မှတ်ထားပြီးသားပါဒီမှာ server 1နဲ့2နဲ့ပါပြီးတော့ robot local zone တွေမှာလည်းဒီလိုမျိုးလေးတွေမှတ်ထားပြီးသားပါဟုတ်ပြီအဲ့တော့အဲ့လိုမှတ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒီ user လေးလည်းစောက်ထားတယ်ပေါ့လေပြီးတော့ computer ထဲမှာဆို server 2က member အနေနဲ့ဝင်ထားတယ် server 1ကတော့ active directory domain ရော DNS ရောပြီးတော့တစ်ခုက Hyper-V ရောအကုန်နှစ်ခုလုံး on နဲ့ on ပြီးတော့မှကျွန်တော်တို့ Hyper-V ကိုတွန်းထဲမှာကျွန်တော်တို့ resource လေးနဲ့စောက်ထားတယ်ပေါ့လေစောက်ပြီးတော့မှကျွန်တော်တို့ကဒီထဲမှာဒါ replicate လုပ်မဲ့ user လေးကတော့ဒီမှာဆို RA ဆိုတဲ့ user လေးကျွန်တော်စောက်ပြတယ်စောက်ပြီး RA ဆိုတဲ့ user လေးကဒီမှာ member မှာဒီ member လေးတွေထည့်ထားတယ်ပေါ့လေအဓိကတော့ဒီ Hyper-V administrator ဆိုတဲ့ account လေးတွေကိုရှိဖို့ပါပဲရှိတော့ Hyper-V replication ကိုဝင်ပြီးတော့ on နေဆိုတဲ့အချိန်မှာဒီမှာ server ထဲမှာကျွန်တော်တို့ကဒီမှာသူ့မှာ enable replication ဆိုပြီးဘယ်ကနေလဲဆိုရင် Hyper-V setting အောက်ကနေပြီးတော့ replication configuration ကနေဒါလေး on ပေးဖို့လိုပါတယ်ဒါလေး on ပေးရမယ်ဒါလည်း on ပေးရမယ် on ပေးပြီးတော့မှခုနကလို့ firewall CPN ကနေ TCPN ကိုဖွင့်ပေးမယ်ဆိုရင်တော့ okay ပါတယ်အဲ့တော့ဒါဆိုရင် Hyper-V replication နဲ့ဟလာအတွင်းထဲက BN တွေကို fail over ရိုက်တဲ့အကြောင်းလေးတည်တည်ချာချာလောက်တတ်မယ်လို့ကျွန်တော်ယူဆပါတယ်အားလုံးတေချာပြန်ပြီးတော့လုပ်ကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်အခုဆိုရင်သူကဒီမှာ second 30တစ်ချိန်လေး replicate လုပ်နေပါတယ်16ရော90ရောပေါ့လေပြီးတော့ fail over တွေလည်းရနေပါတယ် replication status လည်းကျွန်တော်လမ်းပြီးတော့ကြည့်လို့ရပါတယ်အဲ့ဒီမှာဆိုရင် cancel မလုပ်တော့ဘူးအဲ့တော့ view replication head ကိုကြည့်လိုက်မယ်ဆိုရင်သူက head ကဘယ်လောက်ရှိလဲဆိုရင်အဲ့တော့replication နဲ့budget machine နဲ့ resume လုပ်သွားတော့ fail over resume ပြန်လုပ်ပါတယ်ဒါဆိုတော့ reset statistics လုပ်လို့ရတယ်ပြီးတော့ဒါဆိုရင်ဒါ brandy တော့သူတကူကပြနေပြီနောက်တစ်ခုကတည်း16ဆိုရင်ဒါချက်ချင်း open နဲ့ replication လုပ်တော့16ကိုသွားပြီးကြည့်လိုက်မယ်ဆိုရင်ဟာလားview ပေါ့လေ16ကတော့ no ပဲပေါ့လေအဲ့လို90ကတော့ brandy လာပြီးပြနေတော့ဒီမှာဒါမျိုးလေးတွေပါတော့ replication ဒါအကောင်းရနေတယ် fail over လည်းရနေပါတယ်အဲ့တော့ဒါကသူက module 90ကွန်လေးတွေ module 9လားမသိပါဘူး9လားပြီးတော့နောက်တစ်ခု VM management တို့ပြီးတော့နောက်တစ်ခု vSource management တို့ဒါမျိုးလေးတွေရပါမယ်အဲ့တော့ vSource ဆိုလဲခုနကကျွန်တော်ပြောသလိုဒီမှာ vSource မှာဟာလာ virtual source manager ကိုဝင်ပြီးတော့ဒီမှာ virtual source manager ကိုဝင်ပြီးတော့ဒီမှာဒါလေးတွေအိစာနေဆိုရင်ပြင်ပ network နဲ့လမ်းချိတ်မဲ့တဲ့ physical တက်ကတ်နဲ့လမ်းချိတ်ပေးရပါတယ်ပြီးတော့နောက်တစ်ခုက internet network ဆိုတော့ကို domain VN အချင်းချင်းပဲချိတ်လို့ရမယ် private ဆိုရင်တော့ဒီ VN ထဲမှာဒီ network ကလေးပါမယ်ပြင်လည်းအတွန်းနဲ့လုံးဝမထွက်တော့ဘူးပေါ့လေ network ပါတယ်ပြောရုံပဲဒါမျိုးလေးတွေကျွန်တော်သိရမယ်ပြီးတော့နောက်တစ်ခုက VLAN လေးတွေခွဲလို့ရတယ်ဒီကနေ VLAN တွေ assign ချလို့ရတယ်ဒါမျိုးလေးတွေဒါဆိုဥပမာဆိုလို့ဒီဟိုလာချိတ်တဲ့သူက VLAN 2နဲ့ပဲပြီးတော့မယ်ပေါ့လေအဲ့လိုမျိုးလေးတွေကျွန်တော်သိရမယ်ဟုတ်ပြီအဲ့တော့ကိုတိုင်းတေချာအသေးစိတ်ပြန်ဆိုင်ရင်လည်းအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တော့အားလုံးကိုကျေးဇူးတင်ပါတယ်